ဒီဗီဒီယိုကတော့ Man U Jersey 1 set ကန်ထူးရှင် giveaway ရွေးချယ်တဲ့ post ပဲဖြစ်ပါတယ်ဗျာမင်းညMan U ပွဲရလက်ခံမှန်းတဲ့ post မှာခံမှန်းချက် Man U 1 Real Sociedad 1ဆိုပြီးတော့မှန်သွားတဲ့သူ3ဦးရှိပါတယ်သူတို့ကတော့ဒီလူနဲ့ဒီလူတော့ပဲဖြစ်ပါတယ်ဒီကန်ထူးရှင်တွေကသူရသိန်းအန်တတဲကြီး Facebook page ရဲ့ Messenger မှာလက်ဆောင်ပို့ပေးရမယ့်အချက်လက်လေးတော့လာပေးသွားပါနော်နောက်ထပ်တစ်ဆင့် comment မှာခံမှန်းတာမမှန်ရင်လည်းရမယ့်အစီအစဉ်အနေနဲ့ကိုသိန်းနဲ့မသေးတို့ရဲ့ဘောလုံးချစ်သူများ SPO.Telegram group ထဲမှာ1000ကျပ်ထည့်ရမယ့်3ဦးကိုတော့ Telegram group ထဲမှာစိုက်ပေးပေးပါမယ်နော်ဒီလိုလက်ဆောင်ပေးတဲ့အစီအစဉ်က Man U ပွဲရှိတဲ့ညတိုင်းမှာရှိပါမို့လို့ Man U ပွဲရှိတိုင်း giveaway လေးရှိတာမမေ့နဲ့နော်ဘောလုံးဝါသနာရှင်တွေကိုလည်းအတူတူ Telegram မှာလာဆော့ဖို့ဖိတ်ခေါ်ပါတယ်နော် Telegram link လေးကိုတော့ comment မှာချပေးထားပါတယ် TikTok ပရိသတ်တွေကတော့ Telegram မှာ @သဲလေးဆိုတဲ့အကောင့်လာပြီးတော့ hi ပေးပါနော် giveaway လေးအပတ်တိုင်းရှိပါတယ်ခိုမာစမီတာ